ဟုတ်တာဦးလေးဦးတန်းညွန့်ဒေါ်ပူကြီးတို့အိမ်လားအော်ဟုတ်ကဲ့ဦးလေးဦးတန်းညွန့်ကဘယ်လိုလဲလည်းမသိဘူးဦးလေးလားဦးလေးတမီးတို့စီမှာကိတ်ကလေးမှာထားသလားလို့ဟုတ်ဦးလေးနာမည်နဲ့ဦးလေးတို့အိမ်နာမည်နဲ့မဟုတ်တာအန်တီလားအန်တီဒေါ်ပူကြီးလားဟုတ်လားကိတ်လေးမှာထားသလားလို့တမီးတို့စီမှာဒီမှာမွေးနေ့ကိတ်လေးမှာထားသလားလို့မှာထားလားပတ်စံမပေးရသေးဘူးနော်ပေးလိုက်မှာလားဟာပေးလိုက်မှာပေါ့အခုဘသူမှပေးရဆိုတော့မရက်သိချင်လားသိချင်တာပေါ့လက်ဆောင်ပစ္စည်းတွေရောအများကြီးထည့်ပေးလိုက်သေးတယ်ဗျကိုပေါ်သွားလိုက်နေလေနော်ဟုတ်ကဲ့ဟုတ်ဟုတ်ဒီဘက်ကပို့စမေးဘသူလေးဖြစ်မလဲခမန်းကြည့်ကြည့်ပါအောင်လက်ဆောင်ပစ္စည်းတွေအများကြီးတောင်ပါသေးရဲ့ဗျမသိဘူးလေသမီးတွေရောမြီးတွေရောသမီးတွေရောမြီးတွေရောဘသူလေးဖြစ်မလဲခမန်းကြည့်ကြည့်ပါအောင်ညီလာသမီးလားပေါ့ညီလာသမီးလားအဝေးမှာကျတော့ဘသူတွေရှိတော့ညီလည်းရှိတာသမီးလည်းရှိတာပဲဟုတ်အဲ့ဒီကဘယ်လိုလေးဖြစ်မလဲဒါကတော့ပို့ခိုင်းတာဗျဦးကြီးတယောက်ကပဲပို့ခိုင်းတာဗျဟောလို့ဆိုညီမှာပေါ့အေးပေါ့ဦးကြီးမဦးကြီးကလေးငယ်ချီသေးတာငါမြီးอ่ะဟုတ်လားမဟုတ်ဒါမေးရင်ငရှုံပြင်းဖြစ်နေမှမသိနော်လက်ခံပါလားဦးလေးကဦးလေးလက်ခံပါလားလက်ခံလက်မလေးမရှိဦးကြီးလက်ခံမှာပေါ့ဟုတ်ပါပြီအဲ့ဒါဆိုရင်တမီးအဲ့ဒီပစ္စည်းလေးကိုပြအောင်မယ်နော်ဟုတ်ကဲ့ပါပြီးမှဘသူကပို့ပေးရဆိုတော့တမီးပြပြမယ်နော်အဲ့မှာဘာကြီးရောဟိုပတ်စံနေဟုတ်ပါပို့ပေးရတယ်လို့သိချင်ပြီလားသိချင်တာပေါ့ရွှေလီမှာရောင်းနေတဲ့ရှီရတဲ့သမီးလေးอ่ะနော်အရင်ကစိုးခဲ့ရတဲ့အတွက်အခုတောင်းပန်တဲ့အနေနဲ့နော်ငွေသား9သိန်း9တောင်းကြောလိုက်တာနော်ပြီးတော့မမအိဒီယာရောမမအိဒီအတွက်လဲပါတယ်မေးရှင်ရဲ့ခန်းစားချက်လေးပြောပြပါအောင်အခုလိုမျိုးအဝေးရသမီးလေးကကြောလိုက်တော့လေဒါကြတော့မွေးနှုတ်ဆက်သွားတာပေါ့မွေးရကျေးဇူးနဲ့တာပေါ့ဟုတ်အရင်ကစိုးခဲ့ရတယ်ဟုတ်လားဆိုခဲ့မိတဲ့အတွက်ဒါတောင်းပန်တဲ့အနေနဲ့နော်ဒါသူ့ရဲ့လာစာရွှေနေစာလေးနဲ့နှစ်တစ်လေးမှပျော်သွားအောင်လို့ခုလိုမျိုးပန်းစည်းလေးနဲ့ကြောလိုက်တာဦးလေးရင်ထဲကခန်းစားချက်လေးပြောပြပါအောင်ငယ်ဆုံးဆိုးဆုံးဆိုတော့သူကအေးပေါ့ဟုတ်ကဲ့အမှားစကားလေးလည်းပါလိုက်သေးတယ်နော်ဖိဖိနဲ့မမေတဲ့တက်ရှိချမ်းပါပါစေနော်တဲ့တခါလောက်တော့တဲ့ပျော်စေခြင်းလို့တမိခုလိုမျိုးလေးပုတ်ပေးလိုက်ပါတယ်နော်တဲ့အရင်ကစိုးကဲမိရရဲ့အတွက်လဲတမိငယ်ဆုံးလေးကိုခွင့်လွတ်ပေးပါနော်တဲ့တမိတောင်းပန်ပါတယ်နော်ဖိဖိနဲ့မမေတဲ့အဖေနဲ့မေပေါ်မှာတဲ့ကာယကံဝစီကံမနောကံနဲ့ကံသုံးပါးပြပြမမိရရှိရင်လေတမိကိုခွင့်လွတ်ပေးပါနော်အဖေနဲ့မေတဲ့နော်အခုစ조사ပြီးလိမ့်လိမ့်မမနေပါမယ်လို့တမိဂရီပေးပါရဲဆိုပြီးတော့ရှိရတဲ့အငယ်ဆုံးတမိလေးဆိုပြီးတော့နော်အဲ့လိုအမှားစကားလေးပါလိုက်သေးတယ်နော်ဦးလေးရောအိုရတမိငယ်ဆုံးလေးကိုဗာလေးပြောချင်သေးလေဟောမွေးကျေးဇူးနဲ့ပြောသူလုပ်ကြည့်ရဟုတ်ကဲ့ဟုတ်အန်တီရောအိုရတမိလေးကိုဗာလေးပြောချင်သေးလေပြောကြတယ်အဲ့တော့တမင်တောင်းစရာတော့ထားတာပေါ့မဲလည်းမဲတော့ဟုတ်ကဲ့ဟုတ်ပြောရမလားပြောမှာအမကြီးဆုံးမမိုးကြဘူးလေးရောမလာသေးဘူးပြီးတော့မနှင်းခိုင်းနဲ့ပြီးတော့မငိမ့်အေးတဲ့ဟုတ်မဒါမမနော်အဝေးမှာရောက်နေတဲ့တရုတ်ရွှေလီမှာနော်ရွှေလီမှာရောက်နေတဲ့ညီမလေးကဒါသူ့ရဲ့လာစာရွှေနေစာလေးနဲ့နော်ငွေသားတယောက်ကို9000စီကြောလိုက်တာနော်ဟုတ်မရင်းနဲ့ခန်းစားချက်လေးပြောပြပါအောင်ခုလိုမျိုးလေးညီမလေးကအရင်ကပြောမဆိုခဲ့မိရတဲ့အတွက်တောင်းပန်တဲ့အနေနဲ့ကြောလိုက်တော့လေဟုတ်မမရောပြောလိုက်ပါဦးမမရဲ့ရင်ထဲကစကားတန်လေးနဲ့ကြားကျင်ပါပဲလေနော်ကိုရွတ်ထမ်းလာကြလိုက်ပြီအမစကားလေးလည်းပါလိုက်သေးတယ်နော်အမားတွေတဲ့အကိုကြီးစကားကိုတဲ့နားမထောင်ပဲတဲ့လမ်းမတစ်ခုကိုတဲ့ရောက်ခဲ့မိလို့အတွက်တဲ့တောင်းပန်ပါတယ်နော်အကိုတို့အမားတို့ရေတဲ့နောက်ဆိုရင်တဲ့မစိုးတော့ပါဘူးလို့တဲ့ညီမလေးခရီးပေးပါတယ်နော်တဲ့ဒီအမားတွေအကိုတွေရဲ့တဲ့အငယ်ဆုံးဖြစ်တာကလည်းတဲ့ပျော်ရွှင်ရပါတယ်လို့တဲ့အမားလှုပ်တဲ့အမှန်လှုပ်တဲ့အနောက်ကနေတဲ့အမြဲရှိပေးလို့လေအားလုံးကိုရှစ်ပါတယ်နော်တဲ့သမီးပြောချင်တာကတော့တဲ့အရင်ကပြောခဲ့မိရရဲ့အတွက်သမီးတောင်းပန်ပါတယ်နော်ဆိုပြီးတော့နော်အိုဝေးမှာရောက်နေတဲ့ညီမလေးငယ်ဆုံးကအဲ့လိုမှစကားလေးပါလိုက်သေးတယ်နော်ကိုကြီးရောအိုဝေးကညီမလေးကိုဗာလေးပြောချင်သေးလေပေးရတယ်လို့ကဒီပတ်ဆိုင်ရတော့ဝမ်းတောင်းဒါနဲ့သူ့လို့ပြတက်တာတော့ဝမ်းတောင်းပါဟုတ်ကဲ့ဟုတ်ဘယ်လိုကြောင့်တော့ပတ်ဆိုင်မပေးပါဟုတ်ကဲ့လို့ပြတက်တာတော့ဟုတ်သူဆိုရကြည့်လို့ပြပါဟုတ်ကဲ့ပါဒီတော့ခွန်းလို့နားလည်ထားအော်ဟုတ်ကဲ့ပါမမကြီးရောအိုရညီမလေးကိုဗာလေးပြောချင်လေးလေ
ပြောလိုက်ပါဦးနော်မမနော် ညီမလေးတက်မပါတချမ်းလာပါသေး ဟုတ်ကဲ့ပါဟုတ်မမကတော့မမဝါထိုင်ဟုတ်တယ်နော်မမရောအိုရညီမလေးကိုဘာလို့ပြောချင်သေးလဲ ဒီမှာဦးလူဝဲထွန်းတာပါ အော်ဟုတ်ကဲ့ပါမမဟုတ်ကဲ့ဟုတ်ပြောတယ်မလားဟိုအစင်ပုံလေးရအောင်မယ်